future leader တွေလာပြီးတော့ဒီမှာ talented ရှာတာပေါ့နော် KBZ Bank နဲ့ banking ကိုလည်းစိတ်ဝင်စားတယ် KBZ Bank နဲ့လည်းလက်တွဲပြီးလှုပ်ဆောင်ခြင်းလူတိုင်းကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ကမ္ဘောဇဘန်အနေနဲ့ကကျွန်တော်တို့ဒီဝန်ထမ်းတွေတဦးတစ်ယောက်ချင်းစီရဲ့ development အတွက်ကိုလည်းကျွန်တော်တို့ care လုပ်သလိုသူတို့ရဲ့ mentorship ရော physicality ရောအကုန်လုံးကျွန်တော်တို့ပို့ပြီးတော့မှကောင်းမွန်တဲ့နေရာလေးဖြစ်အောင်ကျွန်တော်ဖန်တီးတဲ့နေရာလေးဖြစ်ပါတယ်Job Nation ဆိုတာလည်းဒါတနိုင်ငံလုံးမှာရှိတဲ့ talent တွေကဒီလိုပွဲမျိုးမှာလာပြီးတော့ဒါ apply လုပ်ကြရတယ်ရှောက်ကြရတယ်ဖြစ်တဲ့အတွက်အတက်အနေနဲ့လည်းဒီလိုအခွင့်အရေးမျိုးဆိုတာဒီအချိန်မှရခဲ့တာဖြစ်တဲ့အတွက်ဒီနှစ်ပွဲမှာဒါ participate လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်ကျွန်တော် potential မြန်မာအနေနဲ့ brand awareness အပြင်မှာ potential မြန်မာမှာရှိရဲဖွင့်နေတဲ့ပေါ့နော် position တွေကိုလူငယ်တွေကိုပါဝင်လုပ်ကိုင်နေခြင်းနဲ့ vision နဲ့ဒီ job national ကိုအဓိကထားပြီးတော့ပါဝင်နေခြင်းဖြစ်ပါတယ် event ကကြာတော့ပေါ့နော်ဟိုတနည်းရတယ်မဟုတ်ပဲလို့ကုမ္ပဏီတွေအများကြီးတစ်ခါတည်းလာပြီးတော့ရှိနေတဲ့အတွက်ပေါ့နော်ဟိုအလုပ်ရှောက်ရှင်းတဲ့လူငယ်တွေအတွက်ရောအလုပ်ရရှင်းတဲ့သူတွေအတွက်ရောအများကြီးပို့ပြီးတော့ဝယ်ပို့ပါတယ်လို့တော့ပြောဒီက document less ဖြစ်သွားတာပေါ့နော် paper less ဖြစ်သွားတဲ့အခါကျတော့အလေးတွေလည်းတည်ရကြမလို့တော့ဘူး phone link ကင်လာရုံနဲ့ scan ဖတ်ရုံနဲ့ပေါ့နော်ကိုယ့်ရဲ့ဒီ CV နဲ့ပတ်သက်တဲ့ဟာတွေလည်းပုံကိုယ့်ဘက်ကိုကြောက်တယ်ဆိုတော့လေတော်တော်အဆင်ပြေပါတယ်ရှင်ကျွန်တော်တို့ကုမ္ပဏီမှာနော်အလုပ်ရှောက်ချင်တဲ့လူတွေကျွန်တော်တို့နဲ့အတူတကွမိသားစုဝင်အဖြစ်အုပ်တစ်ချက်တဲတပွင့်အနေနဲ့ခိုင်ခိုင်မာမာပါဝင်ခြင်းနဲ့ဆိုရင်ကြိုက်တဲ့အချိန်လာခဲ့ပါအိမ်မက်တွေအားလုံးကိုအကောင့်ထဲပေါ်ခွင့်ပေးမယ်ပြီးအတူတကွအောင်မြင်မှုအကျိုးကိုအတူတူခံစားကြပါ